လူသာရုကောနဲ့နတ်သာရုကောနှစ်ခုတွဲပြီးတော့နေကြပါတယ်ဒီသာရု Then the Bandi explained that this is the human sadhu and Deva sadhu together, mixed together. Thì vị Phante đã giải thích cái tiếng hồi nãy đó là lời sadhu của cả lời người và cả chư thiên hòa vào với nhau. Nhưng mà hồi nãy mình nghe thì giọng chư thiên là giọng lớn nhất đó. အဲ့ဒါကြောင့်ဟိုသာရုတွေမပြီးမသားနဲ့ခန့်ညံဆိုလိုက်တာကတော့နတ်ပြည်ကနာပေါင်းလေးကဝိုင်းပြီးတော့ခေါ်လိုက်တဲ့သာရုဒီကြီးကလူသာရုတန်ကတော့သိကြပါတယ်သိတာပါတယ်အဲ့တော့လူသာရုခေါ်နတ်သာရုခေါ်လို့ဆိုတာတွေကအဲ့ဒါတွေပါပဲလို့မှတ်သားကြပါယခုအရှင်ဘုရားတဲ့တော်တော့တဲ့အချင်းကိုရောက်တော်မူပါဗလားဗျာဟလားတိုင်းမှာဆိုမမမကြီးကဒေဝသာတော်ပြီဩတမရာအရှင်လေးကဒေဝဘုတော်ဟာမနောသာတော်ပြီမနောသာတော်ပြီဓမ္မရင်းနာမင်းသားပုတ္တရာကြီးကဘေကောသာမအင်းညာမြသတ္တမသာနာဒေဝသာတော်ပြီမနောသာတော်ကတတောင်းမနတိဒီတောင်းကောင်းတော်တိုင်းရဲ့ဒီတောင်းရှင်ရတဲ့ယခုခါနဲ့မိမန္တရတိနတ်ပြည်လောကကကောကျန္တရကတိရိယာမြည်ကိုနတ်သားနဲ့မနုဿဌာနလူပြည်လောကကတရားဤမြင့်သဘောဖြစ်တော်မူသောမင်းညာသစ္စာဗေရဏီကြီးသောယဟန်တော်အရှင်ဘုရားသည်တဲ့အရှင်သတ္တမသဝနာဆိုတဲ့ဒီလိုကောင်းတရားစကားတွေကိုပြောကြဆိုကြနာကြရပါတယ်အဲဒီပြောဆိုနာကြကြရဝဲတဲ့ဒီကနတ်ပြည်လောကတွေကနေပြီးတော့မနုဿလောကကဟောကြားတော်မူလိုက်တဲ့အရှင်ဘုရားရဲ့တရားဓာတ်တွေကိုတဲ့တတိတော်ရဲ့နတ်ပြည်လောကကြီးရောက်အောင်ဒီဘသောတာတခုဖြင့်ဆောင်းမှုငါရေဆောင်ပြီးတော့တတိတော်ကိုတာနာနေကြရပါ